ပြောလူဒီမှာရွှေကြကုမှုပြတ်ရုပ်ပြီးသွားတရားတော်ခါကတိုင်းကြီးပြီးရွှေပြည်ကြီးမှာအမမင်းကလေးသားတာပညာဘုံမောသူတော်လေးသာတပါးရင်ပညာရဲ့ပွဲလေတင့်ရှာအသွင်တီးချားတဲ့ဘယင်ကြီးဖရာရဲ့မြတ်စားတော်ဒါကဝိကမနဲ့စိန်ငါတော်လီတဲ့အမှုမိမချောကလေးတစ္ဆာတရားကိုဖရာတဆူတလုံးလို့ကိုယ်ွယ်တတ်တဲ့မေတ္တာသမားပြီမို့ချစ်ရင်ချစ်ရမှာအားနေတဲ့ရှိတာဓမ္မနာပဲပေါ့လေအဲ့ရောလေပုံမဟုတ်တဲ့ဒဏ္ဍာရီဇဏကလေးကိုမိအသက်ပြင်မှာပတ်တန်းတင်ဖို့မောင်ပြုတ်လိုက်ပါရစီလားအမိရဲ့မိအသက်ပြင်မှာမှတ်တမ်းတင်ဖို့ပြုတ်လိုက်ပါရစီလားကွာကြာခဲ့ဘုမလာတာနမညာနွယ်ပမာဖွဲ့စုပြောလူဒီမှာရွှေကြကုမှုပြတ်ရင်ပြီးသွားတရားတော်ခါကတိုင်းကြီးပြီးရွှေပြည်ကြီးမှာအမတ်မိဒါဒါပညာဘုံဘုံသူတော်လေးသာပေါ့တပါးရင်ပညာရဲ့ပွဲလေတင့်ရှာအသွင်တီးချားတဲ့ဘယင်ကြီးဖရာရဲ့မြတ်စားတော်ဒါမမေကာလီဒါရဆိုတာကြားဘူးကြမှာပေါ့လေပညာရမှာတပံကတ်တက်မြောက်သူမှုအသွင်တီးချားတဲ့ဘယင်ကြီးဖရာကတော်မှဖြောက်စားတော်မူတယ်လေအဲ့ဒီနေ့တည်းမှာတော့မျက်ရည်စမ်းတဲ့ဧကုတလာမြတ်ကန္တာမှာကုတ်မပန်းရွှေချံလုံးဟာလေမလာမုံမြပဲနဲ့ရိတ်လို့ဆော့ကစားနေတာကိုအသွင်တီးချားတဲ့ဘယင်ကြီးဖရာကဘုပု္ပ္ပစာပြမန်စကားကိုသိရှိရပါရင်ယောက်ျားစီတောင်းစမှုကထောင်တို့ကိုတင်အပ်မေးတဲ့မိမဆိုရင်အရာထားမိဖုရားမြောက်မဲ့အကြောင်းကိုပြည့်ရပေါင်းထမ်းလို့ကျင်ညာမုံခတ်တဲ့အမိရဲ့ပြည့်ရပေါင်းထမ်းပြီးကျင်ညာမုံခတ်တဲ့ကိုမမင်းကလေးကျင်လူကြီးနဲ့ချစ်တိမိမာယာကိုမူကကြီးကတင်တွေမီပညာရှိတို့တတိဖြစ်ခဲ့တာပန်းကုမှုရွှေကြအော်ညမပွင့်တီအေးကိုင်ပြမိုက်ပဒုံကိုဝိရင်သုံးစွာနိမလုံးချင်းမိမတိလီသောခါမိဖုရားပြလို့ဆုံးနေအမိတ်မအတန်နီဒီနေ့ကတ်ကြီးပင်ထိုးတက်လိုက်တခါပြောပြရစီအမိရင်နာတရားဘောပြက်ခဲ့ရတယ်ဟောဒီဇလန်ကလေးဟာမမဝေရကောင်းလာပါလေအမိရဲ့ပညာရှိသတိဖြစ်ခဲ့တယ်လို့ဆိုရတဲ့ကရှိခဲ့ပြီလေအကြောင်းကြောင့်ကိုအမိတ်မပြမရကြားသိတဲ့အခါမှာတော့ပညာရှိအမတ်ကြီးကိုနောက်ကျောကနေကတ်ကြီးပြအဆုံးစီလိုက်တယ်လေဒါပေမဲ့ဒီသူတိပြသူအဟောင်းအကြောင်းကြောင့်ကိုဘင်းတိမယာသိတဲ့အခါအမိတ်မမိမာယာကိုမြန်မကြာတုတ်တန်ထုတ်တူဒါခုတတ်စီတယ်အမိတ်တို့ပါလာ